Hello, Assalamualaikum. Minglaba. Channel SKB M9 motivation speaker ni bilo. Yalan ni sana phe pare. So, channel ko pyo chena ga Dora. Di Dora ga lu dai ma shi de. Khali ma le shi de, lu ji ma le shi de. Da pai mai ai di Dora ko control လုပ်နိုင်တဲ့လူက person နဲ့အရန်နေတယ်လူတိုင်းတော့မလုပ်နိုင်ကြအောင်ဆိုတော့သူ့ရဲ့စိုးကျိုးကဘာလဲထိခိုက်နစ်နာမှုကဘာလဲဆုံးရှုံးမှုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပမာတစ်ခုတင်ပြအိမ်တိမ်မှာအဖေနဲ့အမေရှိတယ်သမီးလေးတစ်ယောက်ရှိတယ်သမီးလေးကငယ်တယ်6နှစ်9နှစ်ရှိမှာပေါ့ဆိုတော့ဒီကလေးကဒီကနေ့ဆိုတော့ဒေါသအရန်ကြီးတယ်ဒေါသအရန်ထွက်တယ်မိဘတွေဘာပဲပြောပြောတစ်ခုခုဖြစ်ပြီဆိုသူဒေါသကြီးမယ်ဒုံနိုင်လို့မယ်ရှိတဲ့ဆိုင်ဘောက်တွေဘာတွေညာတွေဖြက်ပစ်ပလိုက်ပစ္စည်းတွေရှိလဲကောက်ကပ်ပစ်ပလိုက်မယ်ဆိုတော့အဲ့လိုမျိုးသူအမြဲတမ်းရှိတယ်ကြားတော့မိဘတွေကလည်းဟိုခုနပြောသူ့သားသမီးကိုကောင်းစားခြင်းနဲ့ဒီဒေါသတွေကိုထိန်းချုပ်နိုင်တယ် control လုပ်နိုင်တယ်ပုံစံမျိုးကိုမြင်ခြင်းတယ်အဲ့တော့ဒီအိမ်မှာလာပြီးတော့ဒီကလေးမလေးကိုသမီးကိုကျရှင်တင်ပေးနေတဲ့ဆရာမရှိတယ်တရက်လဲကြားတော့မိဘနှစ်ပါးဆရာမကိုပြောပြတယ်ကလေးရဲ့ situation ကတော့ဒီပုံစံရှိတယ်ပေါ့အလုံးမဲ့တအားဒေါသကြီးတယ်တိကနေဆိုဒေါသထွက်တယ်ဆိုတော့သူ့ရဲ့ဖြစ်စဉ်တွေအားလုံးနားထောင်ပြီးတဲ့နောက်ပိုင်းမှာဆရာမကဘာပြောလဲဆိုတော့ကောင်းပြီပေါ့ကျွန်မစူးစမ်းကြည့်ပေးမယ်ဒီကလေးပြောင်းလဲလာဖို့အတွက်ကိုပေါ့အဲ့လိုနဲ့နောက်ရက်လဲကြာတော့ဆရာမစာတင်ဖို့အိမ်လာတော့ကလေးကိုပြောတယ်ဒီနေ့သမီးတော့စာမတင်ဘူးငါတို့ game တစ်ခုဆော့မယ်ကလေးတွေဆိုတာကတော့သိတဲ့အတိုင်းပဲဆော့ရမယ်ကစားရမယ်ဆိုရင်တော့ပျော်တယ်ဝမ်းသာတယ်စိတ်ကြည်တယ်အဲ့နဲ့ကလေးကိုခေါ်ပြီးတော့အိမ်ကနေပြီးတော့ channel ကိုဆင်းသွားတယ်အိမ်ရဲ့နောက်ဖေးမှာဘုတ်တစ်ခုရှိတယ်ဘုတ်ကြီးပဲ fitting ဘုတ်ပေါ့အဲ့နဲ့ကလေးကိုပြောလို့ဆိုဒီနေ့ကနေစပြီးတော့သမီးအနေနဲ့ဒေါတာတစ်ခုထွက်ပြီဆိုတာနဲ့ဒေါတာထွက်ပြီဆိုရင်တန်တစ်ချောင်းကိုယူတူကိုယူဒီဘုတ်မှာလာပြီးတော့တန်တစ်ချောင်းရိုက်ဒေါတာတစ်ခါထွက်ပြီဆိုတစ်ခါလာရိုက်အဲ့နဲ့ကလေးကမေးတယ်အခုက game ဆော့မယ်လေပြောတယ်ဆိုတော့ဒီလိုဒေါတာထွက်ရင်ဒီမှာလာရင်ဘာမှဖြစ်မှာအဲ့လေဆရာမပြောအားလုံးပြီးသွားတယ်ဆိုတဲ့ချိန်ကျရင်သမီးကိုဆရာမက gift ပေးမယ်လက်ဆောင်တစ်ခုပေးမယ်ကလေးကလည်း gift ရမယ်လက်ဆောင်ရမယ် game ပဲအဲ့လိုနဲ့ဆရာမလည်းသွားလိုက်တယ်နောက်လေးလည်းကြာတော့ကလေးကဒီလိုပဲအိမ်မှာတားစားတာမဖြစ်ဘူးသူ့စိတ်နဲ့မတည့်ဘူးဒေါသဖြစ်လာတော့နေအောင်သွားတယ်တိုင်သွားတယ်ယူပြီးရိုက်ပထမနေ့တနေ့တည်းမှာပဲနေရံမှာတန်10တောင်းဖြုတ်သွားတယ်သူ့ရဲ့ဒေါသအဲ့တော့နောက်ရဲကြတော့အဲ့ဒီလိုပဲဒေါသပြန်ဖြစ်တယ်ပြန်သွားတယ်တန်ရိုက်တယ်အဲ့တော့ကလေးကလည်းစဉ်းစားတယ်ဒီတန်ကိုတစ်ခါဒေါသဖြစ်ပြီးဆိုတစ်ခါတန်ယူရတယ်တူယူရတယ်အိမ်ကနေဆင်းသွားတယ်ဟိုနောက်ဖေးသွားတယ်နေရံမှာသွားပြီးရိုက်ရတယ်ဒီတဲ့စားလို့ရှိရင်ငါနည်းနည်းလေးစိတ်ကိုထိန်းလိုက်ရင်တော့နည်းနည်းလေးတတ်တာပြင်မှန်းတာလို့နည်းနည်းတတ်တာအဲ့တော့ तू ကနောက်ရက်လဲကြတော့စိတ်ကိုနည်းနည်းထိန်းတယ်အဲ့တော့တန်သွားရိုက်တယ်ပထမ9ချောင်းနောက်ရက်လဲကြတော့9ချောင်းဖြစ်လာတယ်နောက်ရက်လဲကြတော့3ချောင်းဖြစ်လာတယ်အဲ့လိုနဲ့နောက်ဆုံးတည့်ရက်မှာ तू တစ်ချောင်းမှမရိုက်ဖြစ်တော့အဲ့นี่ तू ပျော်သွားတယ်နောက်နေ့ဆီယာမလာတော့ဆီယာမကို तू ပြောပြတယ်တမီဒီတန်တစ်ချောင်းမှမရိုက်ဖြစ်တော့တမီဒေါသကို control လုပ်လိုက်ထိန်းချုပ်လိုက်တမီဘာဒေါသမှမဖြစ်တော့ဆီယာမကောင်းတယ်တော်တယ်အဲ့တော့ဆီယာမသူ့ဘာပြောလို့ကောင်းပြီဒီနေ့ကနေစပြီးတော့ဒုတိယ step ဒေါသတစ်ခါဖြစ်ပြီဆိုရင်တမီးကဒီနေရာမှာရှိတဲ့တန်တစ်ချောင်းကိုပြန်လုပ်ဒေါသတစ်ခါဖြစ်ပြီဆို control လုပ်မယ်ဒီတန်အောင်လုပ်တော့ဆီယာမသွားလိုက်အဲ့တော့ဒီချောင်းသားလေးက okay နောက်နေ့တော့ဒေါသဖြစ်တဲ့သွားတဲ့တန်အောင်လုပ်တန်လေးကအများကြီးသူရိုက်ထားတာလေဒေါသဖြစ်တဲ့အချိန်ဆိုတော့နှုတ်တယ်ရက်တော့ကြားတဲ့အချိန်မှာဒီနေရာတန်ကြီးအကုန်ပြောင်းသွားတယ်တော်ပဲပျော်သွားတယ်ပြောပြီးဆီယာမကိုနောက်နေ့စာတင်ဖို့လာတဲ့အချိန်မှာပြောတယ်ဆီယာမနေရာမှာဘာတန်မှမရှိတော့လာကြည့်ပါသူပြီးဘာဒေါသမှမရှိဘူးဆီယာမလာကြည့်တော်တယ်ဆိုအိတ်ထဲကနေဆီယာမချောကလက်တစ်ခုယူပြီးကလေးကိုပေးတယ်ဒါမင်းရဲ့စုကြည့်ပဲအဲ့လေကလေးကချောကလက်ကိုယူတော်ပဲပျော်တယ်အဲ့ချိန်မှာဆီယာမမေးတယ်သမီးဒီနေရာမှာဘာရှိလဲတေချာကြည့်ရကလေးကကြည့်တယ်ဘာမှမရှိတော့ပါဘူးတန်နေအကုန်သမီးနှုတ်ပြီးသွားပြီဘာမှမရှိတော့ဆီယာမဒုတိယချိန်ပြောတေချာပြန်ကြည့်ပါသမီးရဲ့ကြည့်လိုက်တဲ့အချိန်မှာတန်နေတော့မရှိတော့ဒါပေမဲ့သူတန်နေကိုရိုက်ခဲ့တဲ့တန်ပေါက်လေးတွေရှိတယ်အဲ့ဒီအချိန်မှာပဲဆီယာမကပြောပြတယ်ဒါပါပဲသမီးရဲ့ဒီနေ့ဂိမ်းရဲ့အဖြစ်အဲ့တော့သမီးဒေါသတစ်ခါဖြစ်တဲ့အချိန်တိုင်းမှာတန်တစ်ချောင်းရိုက်ခဲ့တယ်အဲ့ဒီတန်ကဘာလဲဆိုလို့ရှိရင်သမီးရဲ့စိတ်ကိုသမီး control မလုပ်ဘဲနဲ့ဒေ
ဒေါသအလျောက်စွာလှုပ်ချင်တာကိုလှုပ်လိုက်တယ်ပြောချင်တာကိုပြောပလိုက်တယ်ဆိုချင်တာကိုဆိုပလိုက်တယ်ဆဲချင်တာကိုဆဲလိုက်တယ်အဲ့ဒါဒီအားလုံးကသမီးရဲ့တန်နေပဲဒီနေ့ဒီတန်တွေကိုသမီးပြန်နှုတ်လိုက်တယ်အဲ့ဒါကသမီးရဲ့ဒေါသကို control လုပ်လိုက်တယ်လူတယောက်ကိုပြောလိုက်တယ်ဆိုလိုက်တယ်ဆဲလိုက်တယ်ဟာငါမောင်းပါလားငါလူတယောက်ပြောမိသွားတယ်ဆိုမိသွားတယ်မိဘကိုစော်ကားမိသွားတယ်တကယ်ချင်းပေါင်းတင်းကိုစော်ကားမိသွားတယ်ငါပတ်ဝန်းကျင်ကိုငါစော်ကားမိလို့ဖြစ်သွားတယ်ပြန်ပြီးတောင်းပန်လိုက်တယ်အဲ့တန်ကိုနှုတ်လိုက်တယ်ဆိုတဲ့သဘောတရားတွေအားလုံးဟာတဲ့သမီးကသူတို့တွေအားလုံးကိုတောင်းပန်လိုက်တာပြေလည်မှုယူလိုက်တာအခုပြေလည်သွားပြီဒါပေမဲ့ဘာကြံခဲ့လဲဒီနေရာမှာရှိတဲ့တန်ပေါက်လေးတွေကြံခဲ့တယ်တဲ့အဲ့ဒီလိုမျိုးပဲသမီးဒေါသဖြစ်ပြီးတော့လှုပ်လိုက်တာလည်းမှန်တယ်ပြန်တောင်းပန်တာလည်းမှန်တယ်ဒါပေမဲ့အဲ့ဒီလူတွေရဲ့ရင်ထဲမှာသမီးဒေါသဖြစ်တဲ့အချိန်မှာပြောလိုက်တယ်ဆိုလိုက်တယ်လှုပ်လိုက်တဲ့အရာတွေကဒီတန်ပေါက်တွေလိုပဲတဲ့ရင်ထဲမှာကြံခဲ့တယ်အဲ့ဒီတော့ဒေါသဒီထွက်တဲ့အချိန်လည်းမကောင်းသလိုမျိုးပြန်ပြီးကျွန်တော်တို့ဒေါသကိုသိပြီးတောင်းပန်လိုက်တဲ့အချိန်ဒီလည်းမကောင်းသလိုမျိုးပဲတစ်ဖက်ရင်ထဲမှာကြံခဲ့ရတဲ့နာကျင်မှုခံစားမှုတွေကလည်းမကောင်းအဲ့တော့ဒေါသဒီဘယ်ဘက်ပိုင်းမှာမကောင်းဆိုတဲ့သင်ခန်းစာတစ်ခုကိုဒီနေ့မြင်ရတယ်ဆိုတော့အဲ့ဒီဟာလေးကိုကြည့်ခြင်းအဖြစ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုနားထောင်နေတဲ့ကျွန်တော်တကယ်ချင်းမိတ်ဆွေအပေါင်းတွေနဲ့အားလုံးကိုပြောချင်တာကဒီနေ့ဒေါသဒီကျွန်တော်အတွက်လည်းမကောင်းကျွန်တော်အရှိကလူအတွက်လည်းမကောင်းလူပဝန်းကျင်အတွက်လည်းမကောင်းကျွန်တော်ကိုကျွန်တော်လည်းအေးချမ်းမှုမရအောင်ဒေါသဖြစ်နေအလိုလိုစိတ်တုန်နေတယ်အလိုလိုပြဿနာရှာခြင်းနေတယ်ကျွန်တော်စိတ်နဲ့ကျွန်တော်တားစားတာမဖြစ်တာအဲ့တော့အဓိကကျွန်တော်တို့ဒီဒေါသကို control လုပ်နိုင်ဖို့ဆိုတာကနံပါတ်1အရှိကလူပြောနေတာကိုနားလည်နိုင်ဖို့လိုတယ်သဘောပေါက်နိုင်ဖို့လိုတယ်သူ့အမြင်နဲ့သူ့ site ဘက်ကနေပြီးတော့ကြည့်နိုင်ဖို့လိုတယ်အဲ့ဒါတွေမြင်လာပြီအဲ့ဒီလိုကြည့်တက်လာပြီအဲ့ဒီ mindset တွေရောက်လာပြီဆိုရင်ချိန်နေတဲ့အဲ့ဒီနေ့ကနေစပြီးကျွန်တော်တို့ဒေါသဆိုတာကထွက်လာကြရလဲမလို့ကျွန်တော်တို့ control ထိန်းချုပ်ကြရလဲမလို့တော့ဒါကြောင့်ကျွန်တော်မိတ်ဆွေပေါင်းသိနေဘူးကျွန်တော်ဒီနေရာကနေပြီးတော့ပြောချင်တာကကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့နဲ့တဟဇာတာမဖြစ်တာတွေအစင်မပြေတာတွေအများကြီးကျွန်တော်တို့ကြုံတွေ့နေရအောင်မယ်လူမတေမချင်းဒီအရာတွေအားလုံးနဲ့ကျွန်တော်တို့တွေကဖြတ်တန်းရမယ်ဖြည့်ရှင်းရမယ်အဲ့ဒီတော့အကောင်းဆုံးကျွန်တော်တို့ရဲ့ဘဝတွေမှာကျွန်တော်တို့ထိန်းချုပ်ပါ control လုပ်ပါစကားကိုမပြောခင်မှာစဉ်းစားပါစဉ်းကျင်ပါချင်းချန်ပြီးပြောပါနည်းနည်းပြောပြီးများများနားထောင်တတ်တဲ့အချင်းတွေကိုကျွန်တော်တို့ဝင်းမြူမယ်ဆိုရင်ကျွန်တော်တို့ဘဝမှာတိုးတက်တဲ့လမ်းတွေအများကြီးကျွန်တော်တို့ရှင်းမှာရောက်လာလိမ့်မယ်လူပဝန်းကျင်မှာကျွန်တော်တို့ဝင်ဆန်းတဲ့လူချစ်လူခင်ပေါ်တဲ့ပဝန်းကျင်ကောင်းတယောက်အနေနဲ့ကျွန်တော်တို့ဘဝကိုရပ်တည်နိုင်မယ်မိသားစုတွေမှာပျော်ရွှင်မှုတွေကိုဖြစ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တကယ်ကြီးမိတ်ဆွေအပေါင်းအသင်းတွေအားလုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုအကျိုးထူးတယ်တခုခုအကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ motivation ဒီဗီဒီယိုလေးကို like and share follow လုပ်ပေးပါနောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့တွေအားလုံးပြန်ဆုံကြမယ်အားလုံးပဲဆလာမအလိုင်ကွမ်မင်္ဂလာပါ